တောင်း20ကျောက်မှာတကယ်အောင်မြင်ရှင်နေဆိုရင်ခမရတို့ရဲ့ဖန်တိုင်ဂိုးတွေကိုအခုပဲမင်းဖြစ်လိုက်ပါဟုတ်ပါတယ်ကျွန်တော်တို့ဘောမှာဖန်တိုင်ရှိတာကခေါင်းပါတယ်ဒါပေမဲ့ဖန်တိုင်ကဘူအရေးကြီးတာတခုရှိပါတယ်အဲ့ဒါကတော့ system ပါကျောင်းသားကျွန်းသူတော်တော်များများကငါဒီနေ့ဘာသာသွင်းအေးအောင်လုပ်မယ်လို့ဖန်တိုင်တားထိကြတယ်ဒါပေမဲ့ပြဿနာကအဲ့ဒီဖန်တိုင်ကိုအဲ့ဒီ goal ကိုရအောင်ဘယ်လိုလုပ်အောင်မလဲဆိုတာလည်းမသိဘူးနောက်ပြီးတော့တကယ်ရောလုံးနိုင်မလားဆိုတဲ့ဒဏ်တရားတွေဝင်လာထက်ကြတယ်အဲ့ဒါကခမရတို့ရန်လို့မဟုတ်ခမရတို့မှာ system မရှိလို့ပါ system ဆိုတာပါလေ goal ဆိုတာကဖန်တိုင် system ဆိုတာကအဲ့ဒီဖန်တိုင်ကိုရောက်ဖို့နေ့စဉ်လှုပ်ဆောင်ရတဲ့အလုပ်ပါ okay system တစ်ခုကိုဘယ်လိုတည်ဆောက်မလဲ number 1 identity ကိုအရင်ပြောင်းပါငါစာလို့ရမယ်လို့ထွေးမြစာငါနေ့တိုင်းစာလို့တဲ့ချောင်းတတရောလို့ကိုတတ်မှတ်ပါငါ exercise လို့ရှင်နေလို့မပြောပဲငါကနေ့တိုင်း exercise လုပ်တဲ့သူလို့ပြောပါခင်ဗျားတို့ရဲ့ identity ပြောင်းသွားရင်ခုလုပ်တဲ့အလုပ်တွေကလည်းအလိုလိုလိုက်ပြောင်းသွားပါလိမ့်မယ် number 2ခုပဲဝင်ခြင်းကိုစနစ်တကျပြင်ဆင်ပါမိဆိုရဲ့ system ကိုအနော်ရှယ်ပေးမဲ့အရာတွေကိုဖြည့်ဖြစ်ပါဥပမာစာလို့တဲ့ကာဖုန်းကိုတခြားကဲမှာတင်ထားတာမျိုးကိုပက်ရှင်တဲ့စာအုပ်ကိုမင်ထားတဲ့နေရာမှာတင်ထားတာမျိုးပါ habit တစ်ခုကိုနေ့တိုင်းလိုက်နိုင်ဖို့အတွက်အဲ့ဒီ habit ကိုလွယ်လွယ်ကူကူလုပ်နိုင်ဖို့လိုပါတယ်ဥပမာပြောရရင်မိဆိုတော့က YouTube ကြည့်ဖို့အတွက်နေ့တိုင်း YouTube app ကို install လုပ်ရရင်ဘယ်တော့မှ YouTube ကြည့်ပြမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်ကျွန်တော်တို့အတွက်အရေးကြီးတဲ့ဟာတွေကိုလွယ်လွယ်ကူကူလုပ်နိုင်အောင်အစားကနေပြင်ဆင်ကြပါ number 3 2 minute rule စားလို့ဖို့အခက်ဆုံးကစားလို့ဖို့ပါပဲအဲ့ဒါကြောင့်ကိုဒီလိုပြောကြည့်ပါငါဒီစာအုပ်ကို2မိနစ်ပဲဖတ်မယ်ပြီးရင်နားမယ်လို့ပြောကြည့်ပါ2မိနစ်ဆိုတာအရင်လွယ်တဲ့အတွက်အုံနောက်ကမငင်းတော့ပါဘူးတကယ်တမ်းစားလို့ပြီးတော့ရင်2မိနစ်မခါပဲဆက်လုပ်ပြီးမှသိချပါတယ်2020ကျောက်ကမိဆိုတော့အတွက်အောင်မြင်မှုနဲ့ဖြည့်နေတဲ့နေ့တနေ့ဖြစ်လာမှာပါဒါပေမဲ့မှတ်ထားပါခင်ဗျားတို့ရဲ့အောင်မြင်မှုကခင်ဗျားတို့ဒေဆောက်ထားတဲ့ system ပေါ်မှာမူတည်ပါတယ်အဲ့ဒီ system ကိုနေ့တိုင်းလိုက်နာရပါမယ် consistency ကအရင်အရေးကြီးပါတယ်ဒီဗီဒီယိုကမိဆိုတော့အတွက်အကျိုးရှိခဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်